ကချင်သမင်းတော့လို့စားမှာဖြစ်ပါတယ်ဒါတော့သမင်းချက်ပြတာပထမဆုံးအနေနဲ့တော့ဒါတော့တစ်ကတ်မို့ဖြစ်ပါတယ်တစ်ကတ်မို့ပြုတ်ထားတာဖြစ်တယ်အဲ့ဒါကိုပေါ်မှာဖြူပြီးရင်တော့နှံ့တော့နည်းနည်းလေးအရင်နေမယ်နှံ့တော့ပြီဆိုရင်ဒါတော့မြစ်ဖြစ်ပါတယ်ပြုတ်ထားတာဖြစ်တယ်ပြုတ်ပြီးတော့မှတေးသေးလေးဖြစ်အောင်ယူထားတာဖြစ်ပါတယ်များကြိုက်တဲ့လူတော့များထည့်နည်းနည်းပဲကြိုက်တဲ့လူတော့နည်းနည်းပဲထည့်ပြီးရင်ဒါကတော့ချက်သားပြုတ်ပြီးတော့မှနည်းနည်းကျွတ်အောင်ပြန်ကြော်ထားတာဖြစ်ပါတယ်တချို့ပြန်ပြီးမကြော်ချင်လဲဒီတိုင်းပြုတ်ပြီးတော့နွင်ဘရော့ထည့်လို့ရပါတယ်ပဲပုတ်ထောင်းထားတာဖြစ်ပါတယ်ဒါကဖက်ဖယ်ရွက်ကိုစစ်လေးပပလေးပြီးထားရပါတယ်ဒါတရုတ်နန်းလဲပပလေးထားရဖြစ်ပါတယ်ပြီးရင်စားကိုလိုတလောက်ဟင်းခမုတ်ကြိုက်တဲ့လူတော့ဟင်းခမုတ်ထည့်ပြီးတော့စားလဲရပါတယ်ဒါပေမဲ့ကိုရီးယားတော့ကြိုက်တယ်တချို့ကတော့ပဲလုံးလဲထည့်တယ်ဒါပေမဲ့ပဲလုံးလဲသိမကြိုက်တော့ထည့်တယ်ကောင်းနှံ့အောင်နေနောက်တစ်ခုကျတော့နောက်ဆုံးအနေနဲ့ကြက်သွန်ကြော်ချက်သွန်ကြော်လေး thank you ချက်သွန်ကိုကြော်ထားတာဖြစ်ပါတယ်အမအောင်နေပြီးသွားပြီအဲ့တော့ဘလုံးတောင်ကြိုက်လို့ထည့်လို့စားလို့ရပါပြီအားလုံးလည်းထည့်ပြီးသွားပြီဆိုတော့နောက်လည်းနေပြီးသွားပြီဆိုတော့ရတာလည်းမကြည့်အောင်ရတာလည်း okay ဆိုတော့စားလို့ရပါပြီဒီထမင်းတုပ်ကိုကြိုက်တဲ့ဟင်းထောင်းနေနဲ့ပြီးရင်ကြက်သားစုပ်ရည်နဲ့စားမှာဖြစ်ပါတယ်
ဒါကတော့ခဏတော့တုတ်ထားတဲ့ကချင်သမင်းတုတ်ဖြစ်ပါတယ်အရင်တင်စားဖို့ကိုကြိုက်တဲ့အရင်ဟင်းနေနဲ့တွဲစားလို့ရပါတယ်ကိုကတော့ဒါကတော့ချက်သားဆုပ်ဖြစ်ပါတယ်ပြီးတော့ခန်းချင်တီကိုတောက်ဆင်းပြီးတော့ချက်တူဖြူနန်းနန်းပင်စားထည့်ပြီးတော့လုပ်ထားတဲ့အထောင်းပေါ့ပန်းထွေဖြုံဖြစ်ပါတယ်ဒါကတော့ဘာလို့တခွားတီးကြိုက်တော့တခွားတီးတုပ်တခွားတီးကိုဝက်သားလေးချွတ်ကြော်ပြီးတောက်ဆင်းပြီးတော့ထည့်ပြီးမှတခွားတီးအစစ်ဖယ်လိုက်တော့တုပ်ထားရဖြစ်ပါတယ်ချင်းဆက်နေဖြစ်ပါတယ်အားလုံးအရင်တက်ဆက်တင်လို့ရပါပြီSonane anche sampai onta kusong. Dai kunne, Solana. Dai kunne. Figo bange pure lo. Kusuna shekhe. Kusuna shekhe. Nunanda ko. Yeni maji. Pipuk pe. No pupe tudare lo.